ဒုက္ခပတ်တော်ခံယူဖို့ဆင်သင့်ဖြစ်ပြီလားဘေးလူကိုပြောရအောင်သင်ဟာလောကသားမဟုတ်ဘူးခဏလေးငါဟာလောကသားမဟုတ်ဘူးခဏလေးလောကမှာနေတာဖြစ်တယ်ဒါကြောင့်ငါလောကသားလို့အသက်မရှင်ဘူးလက်ညှိုးထုတ်ပါသူကိုသင်လည်းလောကသားလို့အသက်မရှင်နဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်မှာဝင်ရတဲ့ရမမိသေးလားဘာနဲ့ပါလဲပွေ့ရှိခြင်းအဲ့ဒီမှာသုံးတဲ့ဥပမာလေးတစ်ခုရှိတယ်ငှက်ကကောင်းကင်ပေါ်ပြန်တဲ့အခါမှာအတောင်ပါတစ်ဖက်နဲ့ပြန်လို့ရလားတစ်ဖက်နဲ့ပြန်လို့ရဒီအတောင်ပါနှစ်ခုကခရိယံအသက်တာထဲမှာဘာနဲ့ပါကိုစားပြုလဲစွတ်တောင်းခြင်းကျမ်းစာဖတ်ခြင်းနော်သင်အသက်တာသင်ဘဝအသက်တာအနာဂတ်သင်မိသားစုသင်ကိုယ်ပိုင် personal ကျမ်းစာဖတ်ခြင်းစွတ်တောင်းခြင်းမရှိရင်သင်ကတော့မြေကြီးပေါ်မှာပဲသွားနေရမှာကောင်းကင်ပြန်တတ်လို့မရဘူးကျွန်တော်တို့တရားဟောတဲ့ဆရာတော်တော်များများပြောတတ်တဲ့ဥပမာလေးရှိပါတယ်တရက်တော်လူတယောက်ကတော်တဲ့သွားရင်းနဲ့ရွှေလင်းရုံဥလေးတွေယူလာတယ်ယူလာတော့နှမျောလို့သူကကျမဝတ်တဲ့နေရာမှာသွားထားလိုက်တယ်ပေါက်လာတော့ကြက်ကလေးတွေနဲ့အတူပေါက်လာသူကကြက်ကလေးတွေလိုပဲစနုပ်စပေါက်လေးတွေလိုက်စားသူကကြက်လိုပဲနေတယ်ကြက်လိုပဲဟိုအိမ်အောက်ဒီတစ်ပင်အောက်ရှောက်လိုက်သွားနေတယ်အဲ့ဒါနဲ့ဟိုးကိုပင်ပေါ်ကရွှေလေးကိုကြီးကမြင်တော့ဟိုးကိုငါတို့အမျိုးနဲ့တူတယ်အဲ့ဒါနဲ့တေချာကြည့်တော့ဟုတ်တော့ဗောရွှေလေးကိုဖြစ်နေအဲ့ဒါနဲ့ကိုပင်ကရွှေလေးကိုကြီးကပြောတယ်ဟေးရအဲ့ဒါမင်းအမျိုးမဟုတ်ဘူးငါတို့အမျိုးတွေကအဲ့ဒီကြက်တင်နဲ့တူမနေဘူးကြက်တင်လိုပဲစနုပ်စပေါက်မစားဘူးငါတို့ကဘယ်မှာပြန်တန်းလဲအေးအမြင့်ဆုံးကောင်းကင်မှာပြန်တန်းပြီးမုန်တိုင်းကြားထဲမှာပြန်ဝဲပြီးတော့မှတဲ့ငါတို့ကလေဟုန်စီးပြီးတော့မှပျော်ပါတဲ့အမျိုးဖြစ်တယ်အဲ့ဒီတောချိုတောင်ကျအပုတ်အတိုးတွေနားမှာငါတို့နေတဲ့အမျိုးမဟုတ်ဘူးလို့ပြောတော့ဒီရွှေလင်းုံလေးကကြည့်ပြီးမှမဖြစ်နိုင်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ငါမွေးဖွားလာတဲ့ကဘယ်မှာပဲမွေးဖွားလာလဲအေးဒီကြက်ကလေးတွေနဲ့မွေးဖွားလာတယ်ငါစကားပြောတာလဲငါတို့ပြောတာပဲကြားလာရတယ်ငါနေဘုံထိုင်ဘုံကလည်းပဲငါဒီမှာပဲကြီးပြင်းလာတာဖြစ်တယ်ငါတခါမှငါဘဝမှာကောင်းကင်မပြန်တန်းဘူးတဲ့ဒါကြောင့်မလို့ငါဘယ်တော့မှပြန်တန်းနိုင်မှာမဟုတ်ဘူးဆိုပြီးမှသူ့ကိုယ်သူအဲ့လိုဆုံးဖြတ်ပြီးတော့ဘယ်မှာပဲသူဇမ်းမြုပ်သွားလဲအေးကြက်တီစီမှာပဲဇမ်းမြုပ်သွားတယ်သူကဟိုမှာအပေါ်ကရွှေလေးကိုပြောတာနားမလဲတော့ဘူးနားမလဲတယ်လို့မျိုးသူ့ကိုယ်သူပြန်တတ်လိမ့်မယ်လို့သူဘယ်တော့မှမစင်စားမိတော့ဘူးတဲ့ဆိုတော့ကျွန်တော်တို့တွေကလောကမှာနေတဲ့ဘုရားသားတွေဖြစ်တယ်လောကမှာနေတဲ့ဘုရားသားလောကမှာနေတဲ့ကောင်းကင်သားလောကမှာနေတဲ့ကောင်းကင်အမွေခံဖြစ်တယ်အဲ့တော့ကောင်းကင်အမွေခံကောင်းကင်သားဖြစ်တယ်ဆိုကောင်းကင်နိုင်ငံရဲ့ဖြစ်တည်ခြင်းနဲ့အခွင့်အရေးတွေတီးဖို့လိုတာပေါ့မြန်မာပြည်မှာနေရင်ဒါအခွင့်အရေးမှမရဘူးထိုင်းနိုင်ငံရောက်လာတဲ့ခါမှာထိုင်းနိုင်ငံရောက်အခွင့်အရေးတွေလေဟိုမှာစစ်ပြေးရှောင်တွေကိုစာစီငပိလူတယ်လို့ပြောရင်အဲ့ဒါလည်းတီးချင်လားတီးချင်လားတီးချင်တာပေါ့တီးပါဘာဖြစ်မလဲရမှာလေမတီးရင်မရဘူးလေသူများကြစားလို့ဘိုက်တော့ဝသွားပြီကိုယ်တည်းမှမတီးဘူးလေအဲ့ဒါဘာလဲဆိုတော့နေစားမှာရောက်လာတဲ့လူရဲ့အခွင့်အရေးလေကျမ်းစာအုပ်ကင်ပြီးတော့မှကျွန်တော်တို့ကကျမ်းစာထဲမှာဖျားသခင်ပေးထားတဲ့ဂတိတော်တွေကျစိတ်မဝင်စားဘူးကျမ်းစာအုပ်ကင်ပြီးတော့မှမြေကြီးအရာပဲစိတ်ဝင်စားတယ်မြေကြီးအခွင့်အရေးပဲလိုချင်တယ်မြေကြီးနဲ့ဆိုင်တဲ့တက်မဲ့ချင်းနောက်ကိုပဲလိုက်နေတယ်ဆိုလို့ရှိရင်သင်ဟာကောင်းကင်သားတော်ဟုတ်တယ်ဒါပေမဲ့ဘယ်မှာပျော်မွေ့နေလဲအေးကြက်တော်ထဲမှာပဲပျော်တယ်လေကဲဘေးလူသတိပေးအောင်ကြက်တော်ထဲမှာမပျော်နဲ့လို့
ကဲဟုတ်ပြီဒီနေ့ကျွန်တော်တို့ရွေးချယ်တဲ့ကျမ်းစာလေးဖတ်ချင်ပါတယ်လို့နော်တရားဟောရာကျမ်းအခန်းကြီး1အပိုင်းငယ်42ဖြစ်ပါတယ်တွေ့လားကဲတွေ့ရတူတကွာဖတ်ချင်ပါတယ်ကျွန်တော်တို့42နော်တရားဟောကြအခန်းကြီး1အပိုင်းငယ်42တပိုက်လေးပဲဖတ်ရအောင်တင်းနေတော့ဆက်ဖတ်ရအောင်โอเคကျွန်တော်ခုနဤတန်းမှာပြောပြီးပြီသင်ဟာလောကမှာအသက်ရှင်သောလောကသားလားလောကမှာအသက်ရှင်သောဘာလဲဖယားသားလောကမှာအသက်ရှင်သောဖယားသားလောကမှာအသက်ရှင်သောအမွေခံလောကမှာအသက်ရှင်သောကောင်းကင်သားဖြစ်တယ်အဲ့ဒီကောင်းကင်သားအမွေခံဖယားသားကလောကသားတွေးတယ်လို့တွေးရင်မရဘူးလောကသားကညံနေညံနဲ့သုံးရတယ်အဲ့ဒါမှသမင်းဝတယ်အဲ့ဒီဖယားသားကအဲ့ဒီလောကသားလို့ညံနေညံနဲ့သွားသုံးပြီးသမင်းစားဖို့ကြိုးစားတော့ငတ်ရောဘာကြောင့်လဲဆိုတော့ तू ကဘာသားဖြစ်နေလို့လဲပြောလီဘာသားလဲဖယားသားကောင်းကင်သားကောင်းကင်အမွေခံအဖြစ်ယာထားသောကြောင့်သူကလောကသားလို့အသက်ရှင်လို့မရလောကသားကသူများမျက်ခုံးမွေးပေါ်မှာလမ်းလျှောက်နိုင်ရမယ်လူပေါ်မှာလူလုံနိုင်ရမယ်အဲ့ဆိုဘိုက်ဝတယ်ချမ်းသာတယ်ညံနီညံနဲ့သုံးရမယ်ကလိန်ကကြစ်သုံးရမယ်လောကသားရဲ့နိယာမကအဲ့တဲ့သွားတယ်ဒါပေမဲ့တင်ကလောကသားမဟုတ်ဘူးခုနတချင်းလေးနောက်ဆုံးဆိုတဲ့တချင်းလေးကပဋိညာဉ်ပြုတ်ခံရတော့သူပဋိညာဉ်လူဖြစ်နေတော့ကြောင့်တင်ကကောင်းကင်နိယာမနဲ့သွားရမှာဖြစ်တယ်အဲ့ဒီကောင်းကင်ရဲ့နိယာမကဘာလဲဆိုလို့ရှိရင်ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်တနည်းအားဖြင့်ဖျားနဲ့အတူသွားလာခြင်းဖြစ်တယ်ဒီနေရာမှာဒီသမိုင်းလေးကိုပြန်ပြောပြမယ်ဣသေလလူမျိုးဖျားရွေးကောက်တဲ့အမျိုးအေကုတုပြည်ကနေခန္ဓာပြည်သွားလိုက်ပြီလမ်းခုလလမ်းနေမှာသွား42နှစ်ပူတာ42နှစ်စခန်းပေါင်းဖြတ်တန်းပြီးခန္ဓာပြည်ရောက်တော့မယ်ဟုတ်ပြီတဲ့ငါတို့ကိုထာဝရဘုရားပေးမဲ့ခန္ဓာပြည်ကြီးဟာဘလောက်ကောင်းတယ်လေတွားလိလာကြစို့တချို့တွေ12ယောက်လွတ်လိုက်ပြန်လာတယ်တချို့12ယောက်ထဲမှာ2ယောက်ကယောရှုနဲ့ကာလက်ကအယံကောင်းတဲ့ပြည်ဖြစ်တယ်စပြစ်ခိုင်တခိုင်လူ2ယောက်တဲလာတယောက်ထဲမနိုင်လို့ဘလောက်ယာတိဥရုကောင်းတယ်ဘလောက်ထိမြေစီမြေနှစ်တွေပိုးကြွယ်ဝတယ်စပြစ်ခိုင်တခိုင်ကိုကြည်ခြင်းအားဖြင့်သဘောပေါက်ပြီအဲ့ဒါနဲ့နောက်နဲ့10ယောက်ကဘာပြောလဲဆိုတော့ဟုတ်တော့ဟုတ်ပါတယ်တဲ့ဒါပေမဲ့တဲ့အေးဒီတိုင်းသူပြည်သားတွေဟာအယံအားကြီးတဲ့လူတွေဖြစ်တယ်အယံအားကြီးတယ်ငါတို့ကသူတို့ရှစ်မှာဘယ်လိုလဲနန်းကောင်လောက်ပဲရှိတာတဲ့ကြည်စမ်းအဲ့ဒီအတွေးကဘယ်လာလဲဆိုရင်ဘယ်လာလဲအေးကြည်စမ်းခုနလေးတက်ကြတော်မှကြီးလာတာကိုငါတို့မနိုင်ဘူးတဲ့ငါတို့ကသူတို့ရှစ်မှာနန်းကောင်လောက်ပဲရှိတယ်ဒါပေမဲ့ဒီဘက်က2ယောက်ကယောရှုနဲ့ကာလက်ကမဟုတ်ဘူးသူတို့မှာအမိတဟဲမရှိဘူးငါတို့မှာအမိတဟဲရှိတယ်ငါတို့တိတ်လို့ရှိရင်နိုင်ကိုနိုင်မှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ငါတို့ဘက်မှာဘာသူရှိလဲဖယားရှိတယ်ဟာလေလုယာဒီဘက်က10ယောက်ကမဖြစ်နိုင်ဘူးတဲ့သူတို့တိုင်တဲ့လှန်ရိုးကြီးတွေအကြီးကြီးတွေတဲ့
အရက်ကိုကြီးလိုက်တော့လေအရှည်ကြီးတွေထောင်ထောင်မောင်းမောင်းကြီးတွေသူတို့မြို့ရိုးတွေကိုကြီးလိုက်လေအကြီးကြီးတွေပဲတဲ့ဒါကြောင့်ငါတို့မဖြစ်နိုင်ဘူးသွားကြဆိုတဲ့အေဂုတုပြီပဲပြန်ပြေးကြဆိုတဲ့ဒါဆိုရင်သူတို့သွားတာလဲတူတူပဲမြည်တာတွေလည်းတူတူပဲဖျားပေးမဲ့ဂတိတော်ညီကြီးကိုလည်းတူတူပဲနီးကြတယ်ပြန်လာတော့လည်းတူတူပဲဒါပေမဲ့အမြင်ပြောင်းသွားတဲ့တစ်ဖွဲ့ရှိတယ်ဖျားအမြင်နဲ့မြင်နဲ့နှစ်ယောက်နဲ့ဖျားအမြင်နဲ့မမြင်နဲ့ဘယ်နှစ်ယောက်လဲတရားဒီနေ့မနေ့ကျမ်းစာသင်တဲ့ခါမှာဘယ်လိုနှုတ်ကပတ်တော်ခံယူရမလဲဒီနေ့တရားနာဖို့ရောက်လာကြတယ်တူတူပဲနာကြတယ်တူတူပဲချီးမွမ်းကြတယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်တိနှလုံးသားထဲမှာဘယ်အတိုင်းအတာထိနဲ့ဆိုင်စွာတိုးဝင်နေသလဲဒီနေ့ကြားနာတဲ့နှုတ်ကပတ်တော်ကတိနှလုံးသားထဲမှာဘလောက်အလုံးလောက်ခွင့်ရှိသလဲတိမိသားစုထဲမှာဘလောက်အလုံးလောက်ဖို့အခွင့်ပြင်ဆင်ထားသလဲအဲ့ဒါကတင်နဲ့ဆိုင်သွားပြီအခုနတချို့12ယောက်ကတူတူပဲသွားတယ်အေးဒီ2ယောက်ကမင်းဒီလိုမြင်ဒီ10ယောက်ကဒီလိုမြင်ဘုရားမလုပ်တတ်ဘူးတေယုံတဲ့အတိုင်းတေရမှာဖြစ်တယ်ဒီလူပြောပါတေယုံတဲ့အတိုင်းတေရမှာဖြစ်တယ်တေခံယူတဲ့အတိုင်းတေအသက်တာမှာဖြစ်လာမှာဖြစ်တယ်တေခံယူတဲ့အတိုင်းတေမိသားစုမှာဖြစ်လာမှာဖြစ်တယ်ဒီဘက်10ယောက်ကပြောတယ်ကျွန်တော်တို့ကနံကောင်လေးတို့ပဲတဲ့ဘလို့မှမဖြစ်နိုင်ဘူးတဲ့ဒီဘက်ကယောရှုနဲ့ကာလကမဟုတ်ဘူးတဲ့ငါတို့ဘက်မှာဘယ်သူရှိလဲဖယားရှိတယ်ဒါကြောင့်ဒီပရိသတ်တွေကိုအာရုံအောင်မလုပ်နဲ့တဲ့ငါတို့ဘက်မှာဖယားရှိတယ်အခုတော့တိုက်ဖို့ကောင်းလားတဲ့ရမျက်စီမြင်နေကောင်းတယ်ကောင်းတဲ့အရာတွေပြောတယ်ကောင်းတဲ့အရာတွေပြောတယ်ဆိုတာလိန်ပြောနေတာမဟုတ်ဘူးငါတို့ဘက်မှာဘယ်သူရှိနေလို့လဲဖယားရှိနေတဲ့ကြောင့်ငါတို့နိုင်မှာဖြစ်တယ်ငါတို့ဘက်မှာဖယားရှိတယ်ဆိုတာလုံးလုံးလဲလဲလားယုံကြည်တာဖြစ်တယ်ခုန10ယောက်ကငါတို့ကနှံကောင်လောက်ပဲလို့ပြောတာကတကယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့နှံကောင်လောက်ဖြစ်နေပြီမဲ့ကိုယ့်နောက်မှာဘယ်သူရှိနေလဲဟုတ်တယ်ဖယားရှိနေတယ်အဲ့ဒီခါမှာမောရှေနဲ့ဖယားသခင်ကဒီ10ယောက်ကိုအမျက်ထွက်တယ်မင်းတို့ကြောင့်ဟိုပရိသတ်တွေကငိုယိုကုန်ပြီအာယိုကုန်ပြီစိတ်ပြက်ကုန်ပြီသေမှာကြောက်နေပြီဘာဖြစ်လို့အဲ့ဒီလိုပြောရတယ်လဲလို့အပေါ်မှာဖတ်တဲ့ခါမှာအခုနဖတ်တဲ့စကားလုံးလေးကအပိုင်ငယ်ဒီအပေါ်မှာနော်အဲ့မှာစိတ်ပြောင်းသွားတယ်ဒါဆိုရင်အခုပဲသွားတိုက်မယ်တဲ့တခါလူတွေကကိုယ့်လိုကန့်လာလောက်တတ်တယ်မလုံနဲ့ဆိုရင်လှုပ်ချင်တယ်လှုပ်ပါဆိုရင်အခုနပြန်လာတော့ငါတို့မတိုက်နိုင်ဘူးလေငါတို့အေဂုတုပြီးပြန်မယ်ငါတို့ကသူတို့ရှေ့မှာနံကောင်လောက်ပဲရှိတယ်အဲ့လိုမပြောနဲ့ငါတို့ဘက်မှာဖျားရှိတယ်ငါတို့ဘက်မှာဖျားရှိငါတို့နိုင်မှာဖြစ်တယ်မဟုတ်ဘူးတဲ့ပြီးတော့ငါတို့ကသေဖို့ခေါ်လာတာဖြစ်တယ်အမျိုးမျိုးအာရောစကားပြောဟိုးသူတို့စိတ်တက်ကကြက်ပေါက်ကလေးဖြစ်သွားပြီအဲ့ဒါထောင်ရဖျားလဲအညစ်ထွက်တယ်မင်းတို့အခုချိန်นี้မယုံဘူးလားလမ်းမှာတလောက်အထိဖျားရဲ့နမိတ်လက္ခဏာဖျားရဲ့တကိုးတွေမြင်နေရတာတော့မှအခုချိန်นี้မင်းတို့ဖျားကိုမယုံနိုင်ကြသေးဘူးလားဒါကြောင့်ကျွန်တော်ခဏပြောပါတယ်ဖျားမတတ်နိုင်တာရှိတယ်ဘီလူပြောပါဖျားမတတ်နိုင်တာရှိတယ်တင်မယုံတာကိုယုံအောင်လုပ်ပေးလို့မရဘူးတင်မယုံတာဖျားလုပ်ပေးလို့မရဘူးတင်ယုံတဲ့လောက်ဖျားလုပ်တယ်တင်ယုံနိုင်တဲ့လောက်ဖျားတတ်နိုင်တယ်ဟုတ်ဒါခရိယာတက်တာဒါကောင်းငင်သားတွေတွေးတဲ့အတွေးခေါ်ဒါအမွေခံတွေတွေးတဲ့အတွေးခေါ်အဲ့ဒါအတောင်မှာနှစ်ဖက်ရှိတဲ့လူတွေရဲ့အတွေးခေါ်အတောင်မှာနှစ်ဖက်ဘာလို့ပါလဲဆွတောင်းခြင်းနဲ့ကျမ်းစာဖတ်ခြင်းတေဘလို့တွေးနေတယ်လဲဆိုတာကတေအသက်တာကျမ်းစာဖတ်တယ်ဆိုတာသိရတယ်တရက် YouTube ကတရားဟောချက်တွေကြည်သင်ဟောဆရာတွေကိုပြစ်မှားအမှုတော်ဆောင်တွေကိုစော်ကားအဲ့ဒါတွေနားထောင်ရင်းနဲ့
ယုံကြည်ခြင်းအားကြီးလာတာမဟုတ်ဘူးသာသနာကြီးကိုချစားလာတယ်သာသနာကြီးကိုလှိုက်စားလာတယ်သာသနာကိုဖျက်ဆီးလာတယ်အဲ့ဒါနတ်ဆိုးရဲ့ဘက်တော်သားပဲအဲ့နတ်ဆိုးရဲ့ဘက်တော်သားပဲအခု YouTube မှာအများကြီးပဲတကယ်အမှုတော်ဆောင်တွေကိုပြစ်မှားတဲ့လူတွေရှိပါတယ်အမှုတော်ဆောင်ဆိုတာတန်ကြီးနဲ့ထုထားတာမဟုတ်တော့ကြောင့်အာနယ်ကျက်တဲ့ကျွန်တော်တို့စိတ်နဲ့မတွေ့တာတွေကျွန်တော်တို့ယဉ်ကျေးမှုနဲ့မတူတာတွေအများကြီးရှိတယ်ဒါပေမဲ့အမှုတော်ဆောင်လို့ပြောကြတဲ့ကမနစ်တနေ့ရမှာဘာတက်လာတာမဟုတ်ဘူးသူတို့ဖြတ်တန်းလာရတဲ့အရာအများရှိတယ်လိုင်းပေါ်မှာပလူပြန်နေတာပဲအမှုတော်ဆောင်တွေအများကြီးကြက်ရက်ခံရတယ်ပြစ်တင်ခံရတယ်အပုတ်ချက်ခံရတယ်အဲ့ထက်မှတင်မပါစိုးနဲ့ဘာကြောင့်လဲတင်တွေးရမှာကငါပါလဲကောင်းကင်သားဖြစ်တဲ့ဖယားသားဖြစ်တဲ့အမွေခံဖြစ်တယ်ဆိုတာကိုနှလုံးသားထဲမှာအမြဲတမ်းမှတ်ယူထားပါမှတ်ယူနိုင်ဖို့ကဘာနဲ့ဘာလို့လဲစစ်တောင်းခြင်းနဲ့ကျမ်းစာဖတ်ခြင်းလို့လေတချို့ကျမ်းစာမဖတ်ဘူးတရားဟောချက်တွေပဲနားထောင်တယ်တရားဟောချက်တပုတ်နားထောင်တာတေဝိညာဉ်ရမကြီးထွားနိုင်ဘူးတေကိုတိုင်ဒီနေ့မနေ့ဖတ်သလိုဘေရီမျိုးသားတွေလိုပဲ तू ဟောတဲ့တရားဟောချက်ကျမ်းစာနဲ့ညီလားတေချာကက်ကြည့်လိုက်စစ်ကြည့်လိုက်သူကတရားဟောချက်တိုင်းကိုလက်ခံတဲ့လူကမှားတဲ့ဟာလည်းလက်ခံတယ်ကျမ်းစာဖတ်တဲ့လူကတရားဟောချက်တိုင်းကိုနားထောင်တယ်မှားတာမှန်တာကိုဘာလုပ်နိုင်လဲခွဲခြားနိုင်ဘာကြောင့်ခွဲခြားနိုင်တာလဲသူကိုယ်တိုင်ဖတ်ထားလို့ဖြစ်တယ်သူကိုယ်တိုင်ဖတ်ထားလို့ဖြစ်တယ်ကဲဒီမှာဒီအုပ်စုကဟာတဲ့ဖျားကငါတို့ကိုအမျက်ထွက်ပြီတဲ့မောရှေလည်းငါတို့ကိုအမျက်ထွက်တယ်တဲ့ငါတို့ကိုတရေဘောကြောင်တဲ့လူတွေချောက်ပဲကွာတဲ့ဒီခုပဲသွားတိုက်မယ်တဲ့လုံးပြန်ရောအတင်းတော်မှလည်းတခါလေဘူးကလန့်တွေရှိတယ်မလုံးနဲ့ဆိုရင်ရမ်းလုံးချင်တယ်လုံးပါဆိုမလုံးချင်ဘူးဒီမှာတော့မရှိဘူးတခြားအတင်းတော်တွေပြောတာအခုဒီမှာအခုပဲသွားတိုက်ကြစို့တဲ့အခုနကလန့်လုံးတဲ့လူတွေနှံကောင်ပါလို့ကိုပြောတဲ့လူတွေအဲ့ဒီသွားတိုက်မယ်လို့ပြောတဲ့ထဲမှာအင်အားရှိလားခွန်အားရှိလားစိတ်အားထက်သန်လားစိတ်အားထက်သန်လားဗောခွန်အားလည်းရှိတယ်လူအုပ်လည်းရှိတယ်မောရှိရပြောတယ်မသွားနဲ့တဲ့မင်းတို့နဲ့အတူဖះမပါဘူးဖះမပါဘူးမင်းတို့သွားတိုက်ကြည့်လိုက်တယ်မင်းတို့အကုန်သေပြီးပြန်လာမှာအကုန်လုံးဒုက္ခရောက်ပြီးပြန်လာမှာမရအောင်ငါတို့တိုက်မယ်ဆိုတိုက်မယ်ငါတို့ကမရအောင်ဆုံးဖြတ်ပြီအကုန်လုံးထက်ပြီးတိုက်ရောအကုန်လုံးပဲလက်လံပြန်လာကြတယ်ဒီအဖြစ်အရာကအောင်မြင်ခြင်းဆိုတာဖះအတူရှိခြင်းကိုပြောတာဖြစ်တယ်မင်းရဲ့စိတ်အားထက်သန်ခြင်းနဲ့မဆိုင်ဘူးမင်းရဲ့အင်အားရှိခြင်းနဲ့မဆိုင်ဘူးမင်းမှာခွန်အားတွေရှိတယ်မင်းမှာအတွေ့အကြုံတွေရှိတယ်မင်းမှာငွေကြေးတွေရှိတယ်မင်းမှာပတ်ဝန်းကျင်ကြီးရှိတယ်ဟိုမှာတစ်ယောက်ပဲငါတို့10ယောက်ကွာလာစမ်းငါတို့ဒီ10ယောက်အုပ်စုနဲ့လူမျိုး10မျိုးတက်ခါတဲ့စစ်တပ်အင်အားနေတာမို့တွားတိုက်လိုက်တယ်မောရှင်စကားနားမထောင်ပဲနဲ့အကုန်လုံးပဲလက်လံပြန်လာတယ်ငါပြောတယ်မဟုတ်လားမင်းတို့နဲ့ဖယားတူပါရှိငါတို့ရဲ့ဘဝရဲ့အနာဂတ်မှာဖယားမပါရင်မင်းမငွေဘလောက်ရှိမင်းဘလောက်စိတ်အားထက်တန်မင်းဘလောက်ပဲယုံကြည်ခြင်းအားကြီးမင်းဘလောက်ပဲအင်အားရှိမင်းဘလောက်ပဲတက်ကြွနေပါစေအောင်တော့အလကားပဲသူတို့အရာစိတ်အားကြီးတယ်လေတားတော့တားလို့မရဘူးတဲ့အခုပဲသွားတိုက်မယ်တဲ့လုတ်ပြန်အဲ့ဒါပါလေဆိုတော့ဖျားကိုကြောက်ရွံ့ယိုသေးတဲ့နှလုံးသားနဲ့သွားတိုက်တာမဟုတ်ခေါင်းဆောင်တွေကိုဘယ်လိုလုပ်ပြီးသွားတိုက်တာလဲကန့်လန့်လုပ်ပြီးသွားတိုက်တာဒီနေ့အတင်းတော်တွေမှာအများကြီးရှိပါတယ်အဲ့လိုကန့်လန့်လူတွေလည်းရှိတယ်ဘူးကန့်လန့်တွေအများကြီးရှိတယ်ဖျားစိတ်တော်နဲ့မတွေ့ဘူးဘုရားကောင်းကြီးပေးလို့မရဘူးဘုရားချီးမြှောက်လို့မရဘူးဒါကြောင့်ဏိဒာမှာပြောပြီးပြီသင်ဟာကောင်းကင်သားမှရင်ကောင်းကင်သားလို့တွေးရမယ်
တရားအမွေခံမှရင်အမွေခံလို့တွေးရမယ်လောကသားကလောကသားလို့တွေးတယ်ဒါသူကဟန်မော်နီဖြစ်ပြီးသားငါလောကသားဖြစ်တယ်ငါဘယ်လိုမျိုးလူပေါ်မှာလူလို့ရမလဲဘယ်လိုမျိုးကလေးကချစ်လို့ရမလဲတတ်သူနေရာမှာနဲ့သူဟာနဲ့သူဟန်မော်နီဖြစ်ပြီးသားခရိယန်တွေကဟန်မော်နီမဖြစ်ဘူးပြောတော့ဖယားတာတွေးတော့လောကသားလို့တွေးတယ်ဟောတတိယနေ့ကျတော့ကျွန်တော်အမွေခံကျန်တဲ့6ရက်လုံးကျတော့လောကအရာမှာပဲကျင့်လိုက်တယ်လောကအရာမှာပဲရင်ခုန်တယ်လောကအရာပေါ်မှာပဲကျွန်တော်တို့ကအယံမြန်လို့ခုန်မိနေတယ်ဒါကြောင့်ကျွန်တော်တို့ကလောကမှာအသက်ရှင်သောအမွေခံလောကမှာအသက်ရှင်နေသေးသောကောင်းကင်သားဖြစ်တယ်လောကသားလို့တွေးရင်လောကသားလို့သင်မကောင်းစားဘူးလောကသားလို့သင်လုပ်ရင်လောကသားလို့သင်အခွင့်အရေးမရဘာကြောင့်လဲသင်အမွေခံဖြစ်နေတော့ကြောင့်လောကသားကစိတ်အားကြီးခြင်းနဲ့ရတယ်ကံရှိဖို့လိုတယ်ဉာဏ်ရှိဖို့လိုတယ်ဝိရိယရှိဖို့လိုတယ်ကံဉာဏ်ဝိရိယရှိရင်အောင်မြင်တယ်တဲ့လောကသားကအဲ့လိုမှတ်ယူတယ်ဒီဘလောက်ပဲကံဉာဏ်ဝိရိယရှိနေပေမဲ့ဖယားမပါရင်အချင်းကြီးဖြစ်တယ်အချင်းကြီးဖြစ်တယ်အခုနသွားတိုက်မယ်ဆိုတဲ့လူတွေကစိတ်အားထက်သန်လားတက်ကြွလားအင်အားရှိလားအရန်လုံးဝ perfect ပဲဘာမှမလုပ်ဘူးငါတို့သွားတိုက်ဖို့အရှင်သစ်ဖြစ်နေပြီလို့ရှိခင်ဗျမတားနဲ့တော့ခင်ဗျကကျွန်တော်တို့ကိုတရေဖို့ကြောင်တဲ့လူလို့မြင်တယ်မရဘူးလေအခုပဲသွားတိုက်မယ်မောရှိပြောတယ်မင်းတို့နဲ့ဖယားမပေါ့မတိုက်နဲ့မင်းတို့ဒုက္ခရောက်နေမဟုတ်ဘူးလေငါတို့မှအင်အားရှိတယ်ငါတို့မှအားလုံးကစိတ်တက်ကြွနေတာပြเสียအများကြီးပဲလုံလောက်တဲ့ခိုင်လုံတဲ့အာမခံချက်တရားဒီမှာအရှင်သစ်ဖြစ်နေပြီဟုတ်တယ်ဘလောက်စိတ်အားထက်တန်ပါစေဖယားတူမပါရှိရင်အချီနေပဲဒါကြောင့်2026မှာကျွန်တော်တို့ကနဦးနှစ်တစ်မှာပေးထားတဲ့ promise ဂတိတော်အတိုင်းကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်ကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်ကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်တင်ဘလောက်ကျမ်းစာဖတ်တယ်လဲဆိုတော့တင်တွေးနေတဲ့အတွေးခေါ်တင်ပြောနေတဲ့စကားတွေကိုနားထောင်ရင်သိပြီတင်ဘာတွေပြောနေတာလဲတရက်ဘာတွေပြောပြီးအချိန်ကုန်နေတာလဲတင်စိတ်နှလုံးဘယ်တွေမျက်မှောက်ပြုနေတယ်လဲတဲ့စိတ်နှလုံးကဘာမကျေနပ်မှုတွေနဲ့ပြည့်နေရတာလဲဘာဖြစ်လို့မနာလိုမှုတွေနဲ့ပြည့်နေရတာလဲဘာဖြစ်လို့မကောင်းတဲ့စိတ်တွေနဲ့ပြည့်နေရတာလဲဒီဘာမလုပ်ဘူးလဲဘာမလုပ်ဘူးလဲစားစားမဖတ်လို့ဒါပေမဲ့ရွှေလေးအောင်တော့ရွှေလေးအောင်ပဲဒါပေမဲ့တော့ဘယ်ထက်မှမပျော်နေလဲတခါတဲ့ဟိုကြောင်ကလောင်မှာဟိုတီကောင်တွေကြားထဲမှာဟိုအပုတ်အတိုးတွေကြားထဲမှာဟိုမှာသူ့အမေကြီးကပြောတယ်ဟဲ့ရောက်တယ်မင်းအဲ့ဒီမှာနေရမယ်အကောင်မျိုးမဟုတ်ဘူးငါတို့ဘင်းနဲ့ငါတို့ကတူတူပဲသူကဒီချွေလေးကထိလိုက်အောင်သူကငါ့ကိုစားချင်လို့ဖြစ်မယ်ဒီကောင်ငါ့ကိုတမင်တက်တက်သွေးထိုးနေတာငါတို့မိသားစုမင်းသွေးမထိုးနဲ့မရဘူးတချို့ရှိတယ်ဟိုအပေါ်ကရွှေလေးကိုပြောတာကိုခင်ဗျားအပေါ်မှာအခွင့်အရေးယူကြည့်လို့တချို့ထင်တဲ့ခရိယန်ရှိသေးတယ်တရားဆရာတွေတရားဟောလိုက်သူတို့အတွက်တည်းကြီးပဲပြောတယ်အဲ့ဒီလိုတွေးနေတဲ့ခရိယန်တွေအများကြီးပဲတွန်းတဲ့တည်းရှိတယ်ကြည့်လိုက်ဘယ်တော့မှမကောင်းစားဘယ်မှမကောင်းစားဘယ်မှာကောင်းစားတဲ့လက္ခဏာတွေ့ရလဲဘယ်မှမတွေ့ရဘူးဘာဖြစ်လို့မတွေ့ရလဲဆိုတော့သူတို့မှာကောင်းတဲ့အတွေးခေါ်မရှိဘူးဘာဖြစ်လို့မရှိတဲ့ကျမ်းစာလည်းမဖတ်ဆုလည်းမတောင်းဘူးဘာကြောင့်လဲလို့မေးရင်ကျ
Jasa Pachina sit down dinner that they are winning energy go. Yet better today. Hallelujah. Okay. They are the Shikum Yadosala. A bang a chagopaya. Devila, ke payang, tete to. Okay. Tara piadi, ngapena shiro mudi piwi, tausia mashi ludi ngana bedo piunai dani. Tara piadi, ngapena masado mudi piwi, ngago mondo turonai ngalo, piso leni. Tara pianai kolo jindi, lugo kosa chinte tawi, kaui. Lugo kosa chinte kaui. ငွေကိုကိုးစားခြင်းထက်ကောင်းတယ်။ခွန်အားကိုကိုးစားခြင်းထက်ကောင်းတယ်။အာဏာကိုကိုးစားခြင်းထက်တာ၍ကောင်းတယ်။ဆွေမျိုးကိုကိုးစားခြင်းထက်တာ၍ကောင်းတယ်။သားသမီးကိုကိုးစားခြင်းထက်တာ၍ကောင်းတယ်။အကုန်ပြောမယ်။တိတ်ခင်မှုကိုတော့မအာမကိုနဲ့။တိတ်စနီးကိုတော့မအာမကိုနဲ့။ဘယ်သူပဲအာကိုရမလဲ။ဘုရားကိုပဲအာကို Piago ako. That's why the Piago ako ye. The Tatamila Badu ako lamle. Pia ako lame. The Kimoda Badu ako lamle. The Sanita Badu ako lamle. Piago ako lam. Eddie Poma Yawi. Eddie Ludiga the Boni Jada. Lavino, the Boni Vino. The Boni, there's a limia of Yolamo. The short me. Miba ne tadmi le tabo manyibu. Limaya le tabo manyibu. Siya tabe le tabo manyibu. Acho pia jao ma da thai nida. Taya ho che sai ne tui da ma ho bu. Ba jaw le lo chin da ma ja ya bu le. Lo chin da ka ho ma di ni me ne chan sa tin lo sai khon a do. Aung mi jin do. Cha ta jin do be ja chin da le. Aku kaung kin nangan kaung kin ne so da yang we de. The local Baba Chanda, local Baba Almijina, so the Yahoja Charlie, the Koamia, Bakoamia, say Koamia. Get the Majina Kama, Tower up Piadi, Nabena Shido Mudipi, Josia machine. You know, General Gangena, Sa O Toma Papule. Be ye a bow made it, bow, local Machosia Gonza Balezo, Balibole. Lu pide, Lu got Josiacon. And I do not put your Biola Jabude. How dare it? Not near it. Loca my Lua Josiacon, the chin the Chama Gag on it. But Mazaga so sorry, chin the Chama Gag on it. Macay did it. Chin the Chama, don't copy that did it. They get it, don't copy it, chin the Chama. They get don't copy that. Tabby me, Eddie Tema Tema Bazuna. We did not put your buzzy. General looked at a logo, Balo Bele. Quiddy, Tomamuine, Lambi Quiddy, Hobby, had to be treated like a good Danamalon, Lugo Kayama today. General looked at a logo, Balo, Lugo Kayada look today. But don't let Lugo Tama Bashini Lule. When you shin it, Lugo Tambo tired up today. We need not put your buzzy. Get the Majina Kama. Tara Piadi, Naruben, a Shido Moody P. Josia machine, Luding on a bedo, Punai the knee, Locama, Lua Josia Gondelo, Matanti, Tabi me, Jundo Loyam, a loga, Eddie Josia Gonde, Lu Tema Shida, winning of Baloyada. Gayada, get it a low pity. Chidoni go monomano. Oh, long cat, but Tamaya Zudima, Chida Kama. Lumion resuli she. Oh, don't I say I had a look. The Naga down dance, so ha, Luyangi board and the out, general Mimi Buba, Jabudaba. There are a woman who boo, but no. Baladro, who are jet down Wiji de Gama, who are climbing never, losing to it, Lana Toby Gazade, what that, you know, at the Nabu, the Chong Cabu, the Shida, no?
အခုထိတချို့နေရာရှိတယ်ဒီအိန္ဒိယကျွန်းဆွယ်တွေမှာဆိုရင်အခုချိန်ဒီလူတွေသွားလို့မရတဲ့ကျွန်းတွေရှိတယ်သွားခွင့်မပေးဘူးဒါပေမဲ့အဲ့ဒီလူနဲ့သာသနာပြုလာကြတာသာသနာပြုလာကြတယ်ဟာတချို့ဆိုအသက်ကိုရေးပြီးပြုရလူရိုင်းနေပဲကဲပြောရအောင်ခရစ်တော်မရရင်တင်ဟာလဲလူရိုင်းပဲခရစ်တော်မရရင်တင်လဲလူရိုင်းပဲပိုးဆိုးတာကကိုလူကြီးကျေးလို့ထီပြီးတော့မှကြားစာမဖတ်ရင်ပိုးဆိုးသည်ကြားစာမဖတ်ဆွတ်တောင်းခြင်းမရှိတဲ့ခရိယန်ကအဲ့ဒီလူရိုင်းတဲ့ပိုးဆိုးတယ်ကြားစာမတတ်တဲ့လူကိုသူကသူ့ကိုပြောပြဟာနားမလဲကြားစာတတ်တဲ့လူကိုသွားပြောပြငါတိပြီးသားဖြစ်သွားရောပြောလို့မရတော့အဲ့တော့ဒီနေ့ဒီတော့ပြောချင်တဲ့အရာကငါဘာတူလဲငါလောကမှာအသက်ရှင်သောဘုရားသားလောကမှာအသက်ရှင်သောအမွေခံလောကမှာအသက်ရှင်သောကောင်းကင်သားဖြစ်တယ်ဒါဆိုရင်သိကြပြီသင်ဟာလောကသားလို့တွေးနေတဲ့၍လောကအခွင့်အရေးလဲဆုံးရှုံးတယ်ကောင်းကင်အခွင့်အရေးလဲဆုံးရှုံးတယ်သင်ဝမ်းမမြောက်နိုင်ဘူးသင်မပျော်နိုင်ဘူးသင်မကျေနပ်နိုင်ဘူးသင်မယောင်ရဲနိုင်ဘူးကိုထက်နည်းနည်းအဆင်ပြေလိုက်ကြည့်မရတော့ကိုထက်နည်းနည်းဝိနိုင်ရင်မနာလို့ဖြစ်လာဒါလူတဘောလူရဲ့မနှောထဲမှာအဲ့ဒါရှိနေတာလောကသားတွေကရှိတယ်ဒါကြောင့်အပြိုင်လုပ်တယ်လောကသားတွေကအပြိုင်တာပြိုင်နိုင်တယ်ကျွန်တော်တို့တွေကပြိုင်လို့မရဘူးလေဘုရားတရားပြောထားတော့အဲ့တော့ဘာပဲကြံတော့ဆိုမနာလို့စိတ်ပဲပါတယ်မနာလို့စိတ်ပဲကြံတော့တယ်တရားကြောက်ဆရာကောင်းတယ်မမြင်ရဘူးလောကသားရဲ့မနာလို့စိတ်ကပျောက်တယ်ဘာကြောင့်လဲဆိုတော့သူ့ကိုမနာလို့သူ့ထက်ပိုစူးစမ်းတော့သူ့ထက်လည်းတာသွားရသူ့မနာလို့စိတ်မရှိတော့ကျွန်တော်တို့ခရိယန်ရဲ့အတ္တတာမှာကပြိုင်လို့မရဘူးလေဂုံပြိုင်ခြင်းဝါကြွားခြင်းမရတော့မတိစိတ်ကနေမနာလို့စိတ်ဖြစ်တယ်တစ်ချက်ထွက်လာတယ်တစ်ချက်ပေါ်လာတယ်အဲ့ဒါကြီးကပျောက်သွားသေးလားမပျောက်တော့ဘာဖြစ်လို့မပျောက်လဲဆိုတော့ခုနလောကသားကဂုံပြိုင်သူ့ထက်ကြောအောင်လို့သူ့ထက်တာအောင်စ조사လိုက်တဲ့ခါမှာသူ့ထက်လည်းတာသွားရောပျောက်သွားပြီကျွန်တော်ကမပျောက်တော့ဒါပေမဲ့ဘယ်အချိန်မှာပျောက်လဲဆိုတော့ကျမ်းစာဖတ်ခြင်းနဲ့စွတ်တောင်းခြင်းရှိတဲ့ခါမှာဟာငါလောကသားမဟုတ်ဘူးငါလောကသားမဟုတ်ဘူးငါကဘာသားလဲကောင်းကင်သားဖယားသားအမွေခံဒီကျမ်းစာဖတ်လာတဲ့ခါမှာဒီကျမ်းစာထဲမှာရှိတဲ့မိမိရဲ့အခွင့်အရေးတွေမြင်လာတယ်ဒါကြောင့်မလို့ထာဝရဘုရားဒီငါတို့ဘက်နဲ့ရှိတော်မူသည်ဖြစ်၍ဘယ်သူကိုငါကြောက်ရမလဲတဲ့ဘာကြောင့်ငါစိုးရိမ်ရအောင်ပါလဲဘာဖြစ်လို့ငါကမနာလို့စိတ်ရှိနေရအောင်ပါလဲဘာဖြစ်လို့ငါကသူ့ကိုမေတ္တာမပို့နိုင်ရမှာလဲဘာကြောင့်လဲငါတို့ဘက်မှာဘယ်သူပဲရှိဖို့လို့လဲအေးဘုရားရှိဖို့လို့ကြည့်တော့ခုနယောရှုနဲ့ကာလက်ကတူပဲ12ယောက်စစ်သူကြီးတွေပဲဒါပေမဲ့ဖယားနဲ့အတူရှိနေတဲ့လူရဲ့အတွေးခေါ်နဲ့ဖယားအတူမပါရှိတဲ့လူရဲ့အတွေးခေါ်တူလားမတူဖယားအတူမပါရှိတဲ့လူကဘလို့တွေးခေါ်ဆိုတော့တွားတိုင်းတာရှင်လိုက်တာဟာငါတို့ကသူတို့ကင်ကောင်းသူတို့ကင်တဲ့လှန်သူတို့ကင်တဲ့ဓာတ်တွေကလည်းကြီးကြီးတွေတဲ့ငါတို့ဆိုရင်ဘာမှမရှိဘူးတဲ့သူတို့ equipment တွေကလည်းကြီးကြီးတယ်တောင်ခမောက်လုံးတွေကလည်းကြီးကြီးတယ်အရက်ကြီးလိုက်တော့လည်းအကောင်အမြင့်ကြီးတွေတဲ့သူလောကသားကလူချင်းရှင်တယ်ကောင်းကင်သားကဘယ်သူနဲ့သွားရှင်တာလဲဖယားနဲ့သွားရှင်တာဒါဝိဒ်ကိုကြည့်လိုက်လေကျွန်တော်ခဏပြောပါတယ်အဲ့ဒါမြင်တာအောင်လို့ဒါဝိဒ်နဲ့ဂေါလိယတိုက်တော့အဲ့ဒီချိန်မှာကဲလောင်းချထားရအောင်ဆိုခင်ဗျဘယ်သူပဲလောင်းမလဲ
ဂေါလိယပဲလောင်းပါကျွန်တော်ဂေါလိယပဲလောင်းပါတေးကြတဲ့ဒီမှာအကုန်လုံးလဲဂေါလိယပဲလောင်းပါဘယ်ကိုပတ်စံအဆုံးရှုံးခံမလဲဒါပေမဲ့ဒါဝိဒ်ပြောတဲ့စကားမှာခောက်ဖီးတဲ့အဖြစ်ပါတယ်မင်းကလှန်နဲ့လာတယ်တဲ့မင်းကဓာတ်နဲ့လာတယ်တဲ့ငါဘက်မှာငါဘယ်သူနဲ့လာလဲဖယားနာမ၌လာတာတဲ့ဟာလေလုယာအဲ့ဒါမာနကြီးတာမဟုတ်ဘူးနော်အဲ့ဒါကျမ်းစာဖတ်ထားတာအဲ့ဒါချီးမွမ်းတဲ့လူရဲ့နှုတ်ကလာတဲ့စကားလုံးတွေဖြစ်တယ်ချီးမွမ်းတဲ့လူတွေရဲ့နှလုံးသားထဲကနေတီလာတဲ့တမာတရားတွေဖြစ်တယ်အမှန်တရားတော့မဟုတ်ဘူးပြောပြီနော်အမှန်တရားနဲ့တမာတရားမတူဘူးနင်းရတဲ့လှန်နဲ့လာတယ်တခါလေ equipment ကလည်းအပြည့်အကောင်ကလည်းအကြီးကြီးစစ်တူကြီးအတွေ့အကြုံရှိတယ်ဒါဝိဒ်ကဘာ equipment မှမပါဘူးဘာဓာတ်မှမပါဘူးဘာပဲပါလဲအိုးဟာတာကြီးပဲလေဟာတာတကယ်ဟာတာကြီးတမိုင်းမှာအဲ့ဒါဒါဝိဒ်ယုံနေတာကဒါနောက်မှာဘာလို့ရှိလဲဖယားနာမရှိတယ်မင်းစီကငါဖယားနာမနဲ့လာတိုက်တာဖြစ်တယ်ဒါကြောင့်ဆရာတယောက်ပြောတာအရာအဲ့ဒါခဏခဏကျမ်းစာထဲမှာလည်းအဲ့လိုရေးထားတယ်ဒါဝိဒ်ကပြစ်လိုက်တော့ဘယ်မှာထိလဲနှစ်ဖူးကိုထိတာလောက်လွဲဒီလောက်စလုံးကနှစ်ဖူးကိုထိတာနှစ်ဖူးကိုထိနောက်ဘက်လန်ရမှာကိုနောက်ဘက်မလန်ပဲအရှိဘက်ငိုက်ဆိုင်ကြဒါဝိဒ်ပြစ်လိုက်တဲ့ခါမှာနောက်ကနေတီးပလိုက်တယ်ပြောတာပဲဖခင်ကကျမ်းစာထဲမှာပါဘူးနော်တကယ်တော့နှစ်ဖူးထိနောက်ဘက်လန်ရမှာအရှိဘက်ငိုက်သွားတာဒီကောင်ကျမ်းစာကအဲ့တိုင်ရေးထားတာအဲ့ဒီယုံကြည်ခြင်းရဲ့နောက်ွယ်မှာဘာလို့ရှိနေလဲဖယားရှိနေတယ်ဖယားရှိနေတယ်ချစ်တော်ကြီးကိုတို့ထာဝရဘုရားဒီငါတို့ဘက်နဲ့ရှိတော်မူသည်ဖြစ်၍ကြောက်စရာမရှိတဲ့အဲ့ဒါဒါဝိဒ်ပြောတာမိဘမှာထာဝရဘုရားတူပါရှင်မိဘာကြောက်သေးလဲမိဘမှာမိမိသားစုနဲ့ဘုရားအတူရှိနေဘာငါမှကြောက်တာလဲမိဘမှာဘုရားကအတူပါရှိလို့ရှင်ဘာဖြစ်လို့လူတွေကိုကြောက်ရအောင်မလဲလူတွေကိုဘာဖြစ်လို့အားကိုးနေရအောင်မလဲမိဘမှာဘုရားကအတူပါရှိတယ်ဆိုတာကိုစိတ်မချဘူးလားစိတ်ချနေအောင်ဘာလို့ရမလဲကျမ်းစာဖတ်ပါဆွတ်တောင်းပါကျမ်းစာဖတ်ပါဆွတ်တောင်းပါဒါကြောင့်ဒါဝိဒ်ကဖယားနာမနဲ့မင်းစီကိုငါလာတယ်တဲ့ယနေ့မိုးကောင်းကင်ငှက်တည်းအစာမင်းကိုငါကျွေးပလိုက်မယ်တဲ့ဒါဝိဒ်ဘာဖြစ်လို့အဲ့ဒီလိုပြောနိုင်တယ်လဲဆိုရင်ဖယားနာမပေါ်မှာ तू လုံးဝစိတ်ချနေတာဟာလေလုယာဖယားနာမပေါ်မှာစိတ်ချတာကျွန်တော်တို့ရဲ့ရှေ့မှာဂေါလိယရှိပါတယ်စာဝဏီဂေါလိယအိမ်လခဂေါလိယကျမ်းမာရေးဂေါလိယစီဂျိုဂေါလိယတွေးတိုးဂေါလိယရှိလားမရှိလားရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီဂေါလိယနဲ့တွေ့တိုင်းဘယ်ပဲပြေးကြလဲဘယ်ကိုပြေးကြလဲကိုစဉ်းစားပြေးဖို့ပြေးနေလွဲနေအောင်မယ်ခဏနေဒါဝိဒ်ကဘယ်ကိုပြေးလဲဖယားနာမ၌မင်းစီကိုငါလာတယ်တိုက်ဖို့သွားတာနော်ကျွန်တော်တို့ရဲ့ရန်သူဂေါလိယကိုကျွန်တော်ပတ်ပြေးတယ်လို့မြောက်ကွင်းပြင်မှာကယ်ကြပါဦးကယ်ကြပါဦးကဘာကြီးကိုလက်ဖြန့်တောင်းနေတဲ့လူသားမျိုးမဟုတ်ဘူးကဘာကြီးပေါ်မှာတရားမျှတမှုတွေလူအခွင့်အရေးတွေအကြောင်းကြွေးကြော်နေတဲ့လူတွေအများကြီးရှိတယ်ဒီနေ့ကျွန်တော်ပြေးရမှာထာဝရဘုရားထံပြေးရမှာဖြစ်တယ်ဖယားနာမပါလို့ရှိသေးနိုင်လားနိုင်တယ်သိနိုင်တယ်အဲ့ဒါပါလေထာဝရဘုရားဒီငါတို့ဘက်နဲ့ရှိတော်မူသည်ဖြစ်၍ကြောက်စရာမရှိတဲ့အပိုင်ငယ်ခုနှစ်မှာထာဝရဘုရားဒီငါတို့ဘက်၌မားစားတော်မူသည်ဖြစ်၍ငါကိုမုန်းသောသူတို့၌ငါအလိုပြည့်စုံလိမ့်မည်တဲ့ငါကိုမုန်းတဲ့သူငါကိုမုန်းတဲ့လူတွေရှိတယ်စမနီမှာခဏခဏပြောတယ်သူများအတင်းသားတွေကသူတို့တင်းဦးဆရာအရင်ချစ်ကြတယ်တဲ့ဒီကိုကျတော့ဒီအတင်းသားတွေလည်းတိတ်ချစ်ပုံမပေါ်ဘူးတဲ့သူအမြဲတမ်းကျွန်တော်အဲ့ဒါပြောလေးရှိတယ်ရှိပါတယ်လို့ရှိတယ်ငါတွေ့တယ်ငါခံစားလို့ရတယ်င
ငါခံစားလို့ရတယ်သူတို့ပါဇက်နဲ့မပြောမယ်ငါခံစားလို့ရတယ်သူတို့ချစ်ချင်းမေတ္တာတချို့ဟန်ဆောင်တာသူတို့တင်းဥစ္စာချစ်ပြဟန်ဆောင်တာတချို့တင်းတော့ကတချို့ဒီမှာရှိတဲ့ပြဟန်ဆောင်တာမို့တကယ်သူတို့ချစ်ချင်းမေတ္တာခံစားရတယ်ကျွန်တော်ပြောတယ်ဖယားကိုချစ်တဲ့လူကျွန်တော်ချစ်ပြီးသားဖယားကိုမထီမဲ့မြင်ပြီးကျွန်တော်ကြည့်လို့မရကျွန်တော်မျက်နှာကအရာပြောင်းလဲမြန်တယ်ဟာမဆောင်တတ်ဘူးအမှုတော်ဆောင်ချေခြင်းပဲလေဖယားကိုအာမကွေကျွန်တော်ကြည့်မရအောင်ကျွန်တော်မျက်နှာတန်းပြောင်းသွားဖယားနှုတ်ကပတ်တော်ကင်ထားပြီးတော့မှဖယားကိုအာကိုလျက်သားနဲ့ဖယားရဲ့တမန်တရားပေါ်မှာအမိတဟဲမရှိဘူးဆိုရင်ကျွန်တော်မျက်နှာကမချစ်တာချစ်တဲ့မျက်နှာမပေါ်မပြတ်တော့ဖယားအာကိုပြီဆိုအရာချစ်စရာကောင်းကျွန်တော်ကပို့လေးပြဟောနော်မီရောက်လာဆမနီမှာသူ့အရန်ချစ်တယ်ဘာလို့လဲဆိုတော့အိမ်အလုပ်အရန်လုပ်တာလေကျွန်တော်အိမ်အလုပ်တွေကိုလုပ်လို့ချစ်တာမဟုတ်သူဖယားကိုအရန်ချစ်တယ်သူ့ကိုကျွန်တော်အမြဲတမ်းစကားပြောတယ်ပြုံးပြတယ်တချို့လူပြုံးမပြနိုင်ကျွန်တော်မျက်နှာပြုံးမပြနိုင်ဘာကြောင့်မပြုံးပြနဲ့သူဖယားကိုမချစ်လို့အဲ့ဒါဟန်ဆောင်လို့မရဘူးဒီမျက်နှာထုံနည်းတူယောက်ျားလေးလိုက်တယ်ပဲဖယားကိုအာမကိုဖယားကိုဥပိ္ပခပြုကိုတာသမီးယောက်ျားကြည့်မရအောင်ကြည့်မရအောင်ဘုရင်တော်ဖျားဖွေးပြပါစေခံစားချက်တွေပြောနေတာမဟုတ်နော်တကယ်ပါတကယ်ပြောတာပါဖယားကိုချစ်အောင်ဟာလေလုယာဖယားကိုချစ်အောင်ကျမ်းစာဖတ်မယ်ဆွတ်တောင်းမယ်ကျမ်းစာဖတ်မယ်ဆွတ်တောင်းမယ်အဲ့ဒီကျမ်းစာဖတ်ခြင်းနဲ့ဆွတ်တောင်းခြင်းတဲ့အထက်အရိပ်အရာတွေကိုအမြင်တူလာရင်အထက်အရာတွေအခွင့်အရေးတွေကိုအမြင်တူလာရင်တင်းနဲ့ကျွန်ုပ်ကမုန်းစရာလည်းမရှိဘူးမနာလိုစရာလည်းမရှိတော့အခုနရွှေလေးကိုမိခင်ကြီးကဒေါသထွက်နေတာဒီကောင်ကိုဟိတ်ကောင်အဲ့တော့မင်းနေရမဟုတ်ဘူးအဲ့တော့မင်းစားရမယ့်အစာမဟုတ်ဘူးငါတို့ကသွေးတန်ရေးရဲနဲ့ပင်လဲမှာတွားနေတဲ့ငါးတွေကိုအစိမ့်လိုက်စားတာကြောက်ဆောင်ကဘားတွေမှာနေတဲ့အကောင်ပလောင်တွေကိုတခါတော့တုတ်ချီပြီးမှစားတာဒီကောင်ကစဉ်းစားနေတာမဟုတ်တဲ့ငါတို့ကိုသွေးခွဲနေတာဒါငါတို့စားကြည့်လို့တမင်တက်တာကလပန်ထိုးနေတာတဲ့ငါတို့ကမွေးကလေးကငါတို့ကဒီဆန်စပလုံးပဲစားလာတာဟိုဘွားညှိလို့မရထည့်ပေးလို့မရသူ့ရဲ့ဖြစ်ချင်းကိုဘာကြောင့်ထည့်ပေးလို့မရလဲဆိုတော့ကျွန်တော်ခဏကပြောတယ်ခောက်ရိုးကျိုးသွားလို့လေခောက်ရိုးကျိုးသွားလို့ဒါကြောင့်ကျွန်တော်တို့ဘုရားခင်ကိုကြောက်ရွံ့ခြင်းကိုးစားခြင်းနဲ့တော့ဖြစ်ပါတယ်ကဲနောက်ဆုံးကျမ်းစာနော်စက်နိုင်ထိုးပြီဆိုတော့တိမောသေပထမဆောင်အခန်းကြီးပထမဆောင်အခန်းကြီး4တိ4အပိုင်းငယ်14မှာပိုင်းငယ်73မှာ43နော်တိ43 73 74 15 3ပိုက်ဖတ်ပြီးတော့ကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်ကဲဒီတစ်ခါဖတ်ရအောင်ငါမလားမိတိုင်အောင်ကျေးဇူးတင်ပါတယ်အပိုင်းငယ်73မှာငါမလာမီတိုင်အောင်ကျမ်းစာကိုဗာလဲရမလဲကျမ်းစာဖတ်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းပြီးတော့ဆုံးမဩဝါဒပေးခြင်းကိုစ조사၍ပြုရမယ်အဲ့ဒါကျွန်တော်တို့ရဲ့တောင်းအားလုံးရဲ့တောင်းဘာလို့ရမလဲငါမလာမီတိုင်အောင်ကျမ်းစာဖတ်ရမယ်တဲ့တိုက်တွန်းသွေးဆောင်ရမယ်တိုက်တွန်းသွေးဆောင်တယ်တိုက်တယ်တဲ့သွေးဆောင်တယ်
မနေ့ကဖျားကြောင်လာကြနော်ဆက်တန်းတို့စောစောလာနော်ဟုတ်ကဲ့ဆက်တော့စောစောလာမယ်စောပိုက်စောစောလုံးလေးမဆရာကားမိအောင်စက်ကားနဲ့လိုက်သွားမိုးရွာတော့ခါလေးအိတ်ချင်တယ်တက်တောင့်တက်တန်နေချင်တယ်ဒါပေမဲ့တယောက်နဲ့တယောက်ဘာလို့ရလဲတိုက်တွန်းသွေးဆောင်ရတယ်ငါတို့နောက်ကျလို့မရဘူးတိုက်တွန်းသွေးဆောင်ရတယ်တောင်းသားတွေလည်းအပြန်လာတိုက်တွန်းသွေးဆောင်ရတယ်သွားကြစို့လေဒီသွားခြင်းတဲ့ချိန်တော့ငါလည်းလာခြင်းတဲ့ချိန်လာမယ်အဲ့လိုနေလို့ရလားမရဘူးလေကျွန်တော်တို့ဆမနီမလည်းတိုက်တွန်းသွေးဆောင်ကလေးတွေထားလေငါတို့ဆံမျိုးပြောရမယ်မနေ့9နိုင်ကြတဲ့အော်နေပြီကလေးတွေစောစောထားအလိုလိုရတယ်ကျွန်တော်တို့တရားဟောမယ်အပြင်ရှင်းရတယ်သူတို့အော်ဒါနားထဲမှာလည်းကြားတယ်ကျမ်းစာလည်းမှတ်နေရတယ်ကဲငါမလာမီတိုင်အောင်ကျမ်းစာဖတ်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းဆုံးမဩဝါဒပေးခြင်းကိုဘယ်လိုလုပ်ရမလဲကြိုးစားပြီးမှပြုပါတဲ့ကြိုးစားပြီးပြုပါကိုလေကြိုးစားပါလို့မလဲကျမ်းစာဖတ်ရမယ်ကြိုးစားပြီးတိုက်တွန်းရမယ်ကျွန်တော်တို့အပြန်လာတောင်းသားတွေချင်းချင်းတီဆောက်ရတယ်တင်းဦးဆရာတယောက်တည်းနဲ့အတင်းတော်မှာတီဆောက်တာတိုက်တွန်းတာလုံလောက်လားမလုံလောက်ဘူးဝိုင်းဝန်းပြီးမှဘာကြောင့်လဲဆိုဒီအောက်မှာဖော်ပြထားတယ်ဗျာဒိတ်တော်ခံ၍တင်းအုပ်များတို့သည်လက်တည်ခြင်းနဲ့တကွတင်၌အပေးသောဆုကျေးဇူးကိုမပြုစုဘဲမနေနဲ့တဲ့တင်းအုပ်တရားလက်တည်ဆွတ်တောင်းပေးတဲ့အခါမှာရတဲ့ဆွတ်ကျေးဇူးရှိတယ်ကျွန်တော်ပြောပြီးနော်ဆွတ်ကျေးဇူးလို့ပြောရင်ပကံဆေးတာလည်းဆွတ်ကျေးဇူးပဲငပိဖုတ်တာလည်းဆွတ်ကျေးဇူးပဲသမီးချက်တာလည်းဆွတ်ကျေးဇူးပဲ Sunday School တင်တာလည်းဆွတ်ကျေးဇူးပဲဆွတ်ကျေးဇူးလို့တယ်ကြိုးစားပြီးအဲ့ဒီအတွက်စက်ကပ်ရတယ်ဖတ်ဆိုရှိလို့တာဗျာပဒါလုံးလို့မရသူတို့တိုက်ရတယ်ဒီနေ့ရောက်လာတဲ့သူတွေမျက်မှောက်တော့ရအောင်ဘာသချင်းတွေရွေးကောင်းတဲ့ဆွတ်တောင်းပြီးတော့မှရွေးရတယ်ကျွန်တော်ပြောတယ်ကျွမ်းကျင်ခြင်းနဲ့စက်ကပ်ခြင်းတူလားမတူဘူးကျွမ်းကျင်တာက performance ဖြစ်တယ်ကျွမ်းကျင်တာကဖြော်ဖြေတာဖြစ်တယ်အဲ့ဒီကျွမ်းကျင်တဲ့အရာကိုစက်ကပ်လိုက်တဲ့အခါမှာဒီနားထဲမှာကကျွမ်းကျင်တဲ့အရာကဝင်သွားတယ်ဟာနှွေချိုလိုက်တာသူတို့ကျွမ်းလိုက်တာတီးတာခတ်တာဆိုတာတတိခန္ဓာတရားဟောတာကျမ်းစာသင်တာကျွမ်းလိုက်တာကောင်းလိုက်တာနားထဲမှာကျွမ်းကျင်ခြင်းကနားထဲမှာဝင်သွားတယ်ဒါပေမဲ့အဲ့ဒီလူကစက်ကပ်လိုက်တဲ့အခါမှာအဲ့ဒီဝင်သွားတဲ့နှုတ်ကပတ်တော်တဲ့ဘယ်ထက်ရောက်သွားလဲနှလုံးသားထဲရောက်သွားတာအသက်တာထဲရောက်သွားတာဟာလေလုယာဒါကြောင့်ချက်ပြုတ်တာလဲလို့ပဲချက်ပြုတ်တာကျွမ်းကျင်ုံနဲ့မရအောင်စက်ကပ်ရတယ်အိုးဘုရားကျောင်းမှာစားမယ်လူတွေအတွက်ချက်ပြုတ်ရလို့ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ကျရင်ချက်ပြုတ်လာမယ်ပြီးတော့ဘယ်လိုလုပ်အောင်မလဲချက်ပြုတ်လာပြီးဘာလုပ်ရမလဲမဟုတ်ဘူးစက်ကပ်ရမယ်လေဘယ်လိုဘယ်ကြံခဲ့တာလဲငပိပဲဖုံးလာပါစေအောင်တော့တေချာစွတ်တောင်းစက်ကပ်တဲ့ကမှာအဲ့ဒီငပိဖုံးကအယတအရန်ရှိသွားတယ်စေတနာမပေါခိုင်းလို့သာလို့ရတော့ဝက်သားကြီးကြော်လာတယ်အမဲသားတွေကြော်လာတယ်ဒီရောက်တော့အဲ့ဒါတွေစားပြီးဗိုက်တွေအောက်ကုန်ရောတော့ပေါ့လားဥပမာတာရကပြောတာနော်အမဲသားမချက်လာနဲ့ငပိဖုတ်လာခဲ့မှပြောတာမဟုတ်ဘူးခဏနေနားလဲမှုလွယ်ပြီးအကုန်လုံးငပိတွေရဖုတ်လာအဲ့ဒီမှာစပြဿနာပြတက်ကြအောင်မယ်အမဲသားလည်းယူလာလို့ရပါတယ်ဝက်သားလည်းကြော်လာလို့ရပါတယ်နောက်ဆုံးမရှိမြစ်လည်းပြုတ်လာလို့ရပါတယ်ဒါပေမဲ့စက်ကပ်တဲ့ခါမှာဖယားကိုချစ်ကြောက်ယူတည်တဲ့နှလုံးသားနဲ့လှုပ်တဲ့ခါမှာအဲ့ဒီအရာစားတဲ့ခါမှာဘာဖြစ်လာလဲချိုမိန်တာပေါ့ခမစက်ကပ်တာသူများမသိနိုင်ဘူးသူများမသိလိုက်ဘူးအဲ့ဒါတင်စက်ကပ်တာသူများမသိဘူးဒါပေမဲ့တင်ယူလာတဲ့အစာကအရာစားကောင်းတယ်ဆိုတာဖြစ်လာတယ်ဝိညာဉ်တော်ပြဖွင့်ပြပါစေဒါကြောင့်ဒီနေ့ကျွန်တော်တို့တက်တာတက်မှာတင်ဤတိုးပွားခြင်းကိုလူအပေါင်းတို့အားထင်ရှားစေခြင်းကဤအရာများကိုစိတ်ဆဲလွန်၍ကြိုးစားအားထုတ်လို့တဲ့ကြီးစားဘာလို့ရမလဲ
ကြိုးစားအားထုတ်ရမယ်တိုးပွားလာအောင်ကြိုးစားအားထုတ်ရမယ်ကဲအားလုံးမတက်ရမယ်